တကွက်ကောင်းဗျာတကွက်ကောင်းလုံးဝကိုပဲတကွက်ကောင်းအဖွင့်နေကြတဲ့ကအောင်ပွဲရလိုက်တာဒီနေ့အင်္ဂါနေ့မှာလည်းပဲနေကုံအောင်ပွဲတွေဆင်နေကြရပြီဗျာဒါမနက်ပိုင်းမှာအရန်ကွက်ထဲကတစ်နှစ်တဲကြီးဝင်နေတယ်ညနေပိုင်းမှာလည်းပဲရှင်းငါပတ်သီးရဲ့ကရှင်းငါဆိုပြီးတော့ main ကွက်ပေးလိုက်တာကွက်စတီကိုဝင်နေတာပြုတ်ကဲအဲ့ဒီကျွန်တော်တွက်ကွင်းနေတော့ကွင်းနေကွက်တီဝင်နေခြင်းအတွက်ကြောင့်ကျွန်တော်အနေနဲ့မနေ့ဖြာမှာထိုးရမယ်တကွက်ထဲတော့ဘယ်နဲ့လုံးဝကိုပဲတကွက်ထဲတော့ကနေကျွန်တော်ဒီနေ့ပြပြပေးတော့မှာဖြစ်ပါတယ်အဲကျွန်တော်တခုမှားနေတာကကျွန်တော်ရဲ့ community group ကို join ထားကြပါကျွန်တော်ရဲ့ community group ထဲမှာဆိုလို့ရှိရင်ပါပြီးရင်ပါလာမယ်ပါပြီးရင်ပါဆက်ပြီးတော့စော့ထားကြပါဆိုတာကိုကျွန်တော်အနေနဲ့အကြံပြုချက်လေးတွေပုံမှန်တင်ပေးဖြစ်ပါတယ်အဲနောက်ပြီးတော့လူတွေရနေတဲ့အခွင့်အရေးတစ်ခုပါဒါကလူတွေရနေတဲ့အခွင့်အရေးမှာဒင်တို့ကလက်လွတ်မခံပါနဲ့အခုပဲ Viber community group ကို join ထားကြဖို့အကြံပြုပြပေးကဲအဲ့တော့ကျွန်တော်အနေနဲ့မနေ့ပြန်အတွက်အထူး special အမာဂီးလေးကိုရင်ဆုံးပြောပြပြီးတော့ပါမယ်အထူး special အမာဂီးကတော့168ပဲဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့မနေ့ပြန်အတွက်တကွက်ကောင်းစော်ရမယ်ကနန်းရှိပါတယ်အဲ့ဒီကနန်းကတော့6တစ်ပဲဖြစ်ပါတယ်လုံးဝကိုပဲတကွက်ထဲအပိုင်းပိတ်ရိုက်ပလိုက်ဗျာကဲရှင်းချင်းနဲ့ဆိုလို့ရှိရင်တော့1166ရှင်းထားပါကျွန်တော်တို့အနေနဲ့အပူနောက်တစ်ချိန်ထပ်လာနိုင်ပါသေးတယ်ကျွန်တော်နေ့တိုင်းမှားပါတယ်နှစ်ခတ်လာနိုင်ပါသေးတယ်အပူလာနိုင်ပါသေးတယ်နောက်ပြီးတော့ကျွန်တော်တို့ break အနေနဲ့ကြိုက်တဲ့မျိုးတွေကတော့3 break 1 break ထွက်နိုင်ပါသေးတယ်ဗျာကဲမနေ့ပြန်မှာကတော့ပြန်ကြခဏ6တက်တကွဲတဲ့ကိုမင်းနာစော်ထားလိုက်တော့အမျိုးကြီးနောက်ပြီးတော့တခုကြော်ညာဝင်စရာရှိတာကကျွန်တော်စီမှာတူးရီကို80စားနဲ့တရားချက်ပို့နေစားပြီးတော့ limit အကန့်အသတ်မရှိလာရောက်ပြီးတော့ကစားနိုင်ပါပြီခဏထွက်ပြီး9မိနစ်အတွင်းမှာငွေရွေးရောက်စီရမယ်လို့အာမခံပါတယ်ဗျာကျွန်တော်စီမှာတူးရီကန်ဆန်းတင်တယ်ကျွန်တော်စီက main ကွက်ဒီအနီးကကနန်းနေလိုချင်တယ်ဆိုလို့ရှိရင်တော့အခုပဲ video မှာမြင်နေရတဲ့ Viber ဖုန်းနံပါတ်လေးမှာ high ထားလိုက်ပါတော့ရုပ်ကဲအားလုံးပဲမနေ့ပြန်6တစ်ထွက်ပြီးတော့အလူကြီးပြုတ်နိုင်ကြပါပြီလို့